ကြားပြူတောင်ပေါ်မှာရှိတဲ့အယိုးပြူကူထဲမှာတော့အယိုးပြူမိစ္ဆာမဟာမှန်ကြည့်ပြီးသူ့စပင်းတွေဖြူလာလို့စိတ်ညစ်နေပါတယ်ကျွန်တော်တွေ့ရတော့မဲနံနေတာပဲသူ့တပည့်တွေနဲ့မင်းသားလေးတွေကတော့ထန်ဆန်းရဲ့သွေးကိုတောက်ပြီးထာဝရနှုပြိုထာဝရအသက်ရှင်ဖို့အတွက်တိုက်တွန်းနေကြပါတယ်အဲ့ဒီအချိန်အယိုးပြူမရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ဖားမိစ္ဆာနဲ့ဇီးကွက်မိစ္ဆာထန်ဆန်းကိုတော်တို့သူတို့ကူနာကိုရောက်နေပြီဖြစ်တဲ့အကြောင်းအသေးအတန်သတင်းလာပို့ပါတယ်အယိုးပြူမှာလည်းထန်ဆန်းတို့လာတာတေချာကြောင်း confirm လုပ်ချင်တဲ့အတွက်ဘသူတွေပါလာလဲလို့မေးတာကြောင့်သူ့တပည့်တွေကအသားရည်နူးညံ့တဲ့ဖုံးကြီးတစ်ပါးရဲ့မုတ်စိတ်ရှည်ရှည်နဲ့လူတစ်ယောက်ရဲ့ဝက်တကောင်ရဲ့မြောက်တကောင်ရဲ့ပါကြောင်းပြန်ပြောလိုက်ပါတယ်မြောက်တကောင်လို့ကြားတာကြောင့်အယိုးပြူမှာလည်းဒီမြောက်ကစွန့်ဦးခုံဖြစ်မယ်လို့ပြောလိုက်တဲ့အတွက်သူ့တပည့်တွေကဝူခုံအကြောင်းသိနေတာဖြစ်လို့အားလုံးလန့်သွားကြပါတယ်လူသူကင်းမဲ့တော့ကြားပြူတောင်နောက်ရောက်နေတဲ့ဝူခုံတို့ဆရာတပည့်တွေထဲမှာပါကျေးကဟေးလို့ထအော်လိုက်ပြီးတောင်ရဲ့ပဲ့တင်တန်တွေကပြန်လာတဲ့သူ့အတန်ကိုသူပြန်ကြောက်နေတာကြောင့်ဝူခုံလဲပါကျေးကိုဟေ့အောင်မင်း92ကြောင်နေရလားလို့မေးလိုက်ပါတယ်အဲ့ဒါနဲ့ပါကျေးကဒီနားမှာဘယ်သူမှလည်းမရှိဘူးမိစ္ဆာတွေရှိနေဘယ်လိုလုပ်မလဲလို့မေးတာကြောင့်ဝူချင်းကဟေ့အောင်မင်းကိုကိုချောင်းမနေစမ်းနဲ့ဒီနေရာမှာဗာမိစ္ဆာမှမရှိတော့ပါဘူးကွာလို့ပြောတဲ့အတွက်ဆရာတော်လဲငါတို့ဒီနေရာမှာခဏလောက်နားအောင်လို့ပြောပြီးတခုခုစားဖို့အတွက်ဝူခုံစားစရာသွားရှာခိုင်းလိုက်ပါတယ်ပါကျဲလဲအနားယူမယ်စားမယ်ဆိုတဲ့အတန်ကိုကြားတာကြောင့်ပျော်နေတဲ့အတွက်ဝူခုံးကဟေ့အောင်မင်းစားဖို့ကြီးပဲတွေးမနေနဲ့ဆရာတော်တေချာစောင့်ရှောက်ထားငါပြန်လာခဲ့မယ်လို့ပြောပြီးထွက်သွားပါတယ်တစ်ဖက်မှာဝူခုံးတို့မော်မှန်းကြည့်နေတဲ့အယိုးပြူမှာဝူခုံးမရှိတော့ဘူးခွင်မဲဆိုပြီးမြူဆွဲဖို့အတွက်ဆရာတော်တို့ရှိတာကိုထွက်သွားပါတယ်ဝူခုံးကဆရာတော်ကိုတေးသေးချာချာစောင့်ရှောက်ဖို့မှာထားပေမဲ့ပါကျဲကတော့အိတ်နေပါတယ်အဲ့လိုနားထောင်တာအိတ်နေစားစရာအနမ်းတစ်ခုရတာကြောင့်အနမ်းရှိရာတို့လိုက်သွားရင်ချောမောလာပတဲ့ကောင်မလေးတစ်ယောက်နဲ့သွားတွေ့ပါတယ်။ပါကျဲလဲကောင်မလေးလက်ထဲမှာကင်ထားတာကိုဘာတွေလဲလို့မေးတာကြောင့်ကောင်မလေးကဖုန်းကြီးเจ้าကိုစွန့်သွားကပ်ဖို့သွားရင်ရှင်တဲ့လမ်းမှာတွေ့တာဒါရေစက်ပဲဆိုပြီးပါကျဲကိုဖော်ရှိုးတွေရိုက်နေပါတယ်။ပါကျဲလဲတရီတများများနဲ့သူကဖုန်းကြီးဖြစ်ကြောင်းနဲ့နာမည်ကကျူးပါကျဲဆိုပြီးကောင်မလေးကိုမိတ်ဆက်လိုက်ပါတယ်။အဲ့ဒါနဲ့ကောင်မလေးလဲသူ့နာမည်ကပိုင်အသက်18နှစ်အိမ်အောင်မရှိသေးဘူး။သူ့မိဘတွေကတမက်ရှာနေတာဖြစ်ကြောင်းပါကျဲကိုဒဲကြီးပြောလိုက်ပါတယ်။ငကိုတွေကမိမအရန်လိုချင်နေတဲ့ပါကျဲကကောင်မလေးကိုအိမ်အောင်ဘက်တွေ့ပြီလားလို့မေးတာကြောင့်ကောင်မလေးကဒီအနီးနားကိုအရာရှိတွေနဲ့ကုန်တယ်တွေပဲလာတာသူကြိုက်တာရိုးသားပြီးစကားနားထောင်တယ်ဖုန်းကြီးတွေကိုပဲကြိုက်တာဆိုပြီးပါကျဲကိုပြန်မြူဆွဲလိုက်ပါတယ်အနေရည်တွေများလိုက်တာပါကျဲလဲတားကိုရွေလို့ပြောတာကြောင့်ကောင်မလေးကရှင်စကားနားထောင်လားနားမထောင်လားပေါ့မူတီယာပို့လို့ပြောပြီးပါကျဲခေါင်းလေးကိုလက်ညှိုးလေးနဲ့ဒုတ်ဆိုပြီးတော့လှုပ်လိုက်ပါသေးတယ်အိုးမိန်းမလေးကောင်မလေးလည်းအခြေအနေတွေကောင်းနေပြီဖြစ်တာကြောင့်သူ့ရဲ့ target ကဆရာတော်ဖြစ်တဲ့အတွက်ပါကျဲကိုဆရာတော်ကိုဆုံးကတ်ချင်လို့လိုက်ဖို့ပေးပါလို့ပြောရုံပဲရှိသေးတယ်နှစ်ခါမပြောရတဲ့ပါကျဲကကောင်မလေးလက်ကိုဆွဲပြီးဆရာတော်စီထွက်သွားပါတယ်ဆရာတော်စီရောက်တော့ပါကျဲကဆရာတော်အတွက်စွန်းနေယူလာတယ်လို့ပြောပေမဲ့အားနာတတ်တဲ့ဆရာတော်ကသူ့တပည့်မမွန်သီးတွေသွားခုနေတာဖြစ်တာကြောင့်ကောင်မလေးရဲ့စွန်းဟင်းကိုညင်းလိုက်ပါတယ်ပါကျဲလည်းမမွန်သီးကဘိုက်ကင်မှာပေါ့စွန်းဟင်းကပိုကောင်းတယ်လို့ပြောနေတဲ့အချိန်ကောင်မလေးကဝင်ပြီးသူတို့ကဘာသာတရားကိုင်းဆိုင်တဲ့သူတွေပါဒီစွန်းဟင်းကလည်းတန်ဃာတော်တွေကိုကတ်ဖို့ယူလာတာဖြစ်တဲ့အတွက်ဆရာတော်လက်ခံပေးပါဆိုပြီးအတင်းထိုးပေးနေတဲ့အချိန်ဝူခုံရောက်လာပြီးရက်လိုက်ဆန်းလို့អော်လိုက်တာကြောင့်အားလုံးလည်းလန့်သွားပါတယ်ဝူခုံကနက်မျက်လုံးကိုပိုင်ဆိုင်တာကြောင့်မိစ္ဆာမန်သိနေပေမဲ့ဆရာတော်ကတော့လူလို့ထင်နေတဲ့အတွက်ဝူခုံကိုအပြစ်တင်နေပါတယ်ပါကျဲကဖုန်ချောင်ကောင်းနေတာကြောင့်ကောင်မလေးဘက်ကပါပဲဝူခုံကပါကျဲကိုသူ့ကိုယ်ကသွေးညီနဲ့မရဘူးလားလို့မေးပေမဲ့မှုန်နေတဲ့ပါကျဲကအမွှေးနဲ့ပဲရတယ်လို့ပြန်ဖြေပါတယ်အဲ့ဒါနဲ့ဝူခုံလည်းမိစ္ဆာမျက်လုံးနဲ့မိစ္ဆာလက်သေးတွေကိုမင်းမမြင်ဘူးလားလို့ပြောပေမဲ့ရင်ခုန်စရာကောင်းတဲ့မျက်လုံးလေးနဲ့တွေ့လဲရနေတဲ့လက်ချောင်းလေးတွေပဲမြင်ပါလေလို့ပြန်ပြောပြီးဆက်မွန်နေပါတယ်ကောင်းတာပဲဘူးမသိကိုမသိဝူချင်းရပါဝူခုံးကိုအကိုလွန်နေပြီဆိုပြီးဝင်ပြောပါတယ်အာယုံနောက်လာတဲ့ဝူခုံးလဲကောင်မလေးကိုဒုံနဲ့ရိုက်တက်ပလိုက်ပါတယ်အေးတာပဲကောင်မလေးဟန်ဆောင်ထားတဲ့အယိုးပြူမလဲသူ့အကူကိုပြန်သွားပြီးအောင်မြင်ကန်ဒီမှာဝူခုံးဝင်ရှုပ်လို့ဆိုပြီးဒေါသတွေထွက်နေပါတယ်အရိုက်ခံလိုက်ရတဲ့ကောင်မလေးကိုပါကြီးကစမ်းသက်ကြည့်ပြီးတေသွားပြီဖြစ်တဲ့အတွက်ဆွန်းလာပိုးတဲ့ရွာသူလေးကိုဝူခုံးကရိုက်တက်လိုက်တယ်ဆိုပြီးဆရာတော်ကိုကြက်နေပါတယ်ဝူခုံးလဲမိစ္ဆာမိုးလို့ရိုက်တက်လိုက်တာလို့ပြောပေမဲ့ဆရာတော်တို့တစ်ဖွဲ့လုံးကမယုံကြည်ရကြောင်းယူလာတဲ့စွန်းတွေကဖားတွေဖြစ်သွားတာကိုတက်သေးပြတော့လဲပါကြီးကဝူခုံးသူ့တကိုးနဲ့ဖန်ဆင်းထားတာဆိုပြီးဆရာတော်ကိုထက်ကြက်ပါတယ်အဖွဲထဲမှာနှာဘူးတစ်ကောင်ပါရင်ရှုပ်တယ်ဆိုတာဒါမျိုးပါအဲ့ဒါနဲ့ဆရာတော်လဲဝူခုံးကိုအပြစ်ပေးတဲ့အနေနဲ့ခေါင်းကိုက်တဲ့ဂါထာတွေထရွတ်ပါတယ်ဝူခုံးလဲဂါထာရွတ်တာရက်ဖို့တောင်းပန်ပေမဲ့ဝူခုံးကလွဲပြီးတလောကလုံးယုံတဲ့ဆရာတော်ကတော့မရက်ပါဘူးခဏနေတော့ဆရာတော်ကဝူခုံးကိုမောင်းထုတ်တာကြောင့်ဝူခုံးလည်းအနောက်ရက်ကိုကျန်းစာပင်းဖို့သွားရင်မိစ္ဆာတွေနဲ့ထပ်တွေ့နေရင်ဘသူကကူညီမလဲလို့မေးတဲ့အတွက်ဘေးကဝူချင်းကဒီတခါတော့ခွင့်လို့ပေးဖို့ဆရာတော်ဝိုင်းတောင်းပန်ပါတယ်အဲ့ဒါနဲ့ဆရာတော်လည်းဆက်ရမယ့်ခရီးရှိနေရကြောင်းဒီတခါတော့ခွင့်လို့ပေးလိုက်မယ်ဆိုပြီးဝူခုံးကိုခွင့်လို့ပေးလိုက်ပါတယ်တစ်ဖက်မှာအယိုးပြူမိစ္ဆာမကတော့ဝူခုံးထွက်မသွားသေးတဲ့အတွက်အခက်တွေ့နေတာကြောင့်တေသွားတဲ့ကောင်မလေးရဲ့အမေရောင်ဟန်ဆောင်ပြီးဝူခုံးတို့စီကိုထွက်သွားပါတယ်အဖွားကြီးဝူခုံးတို့စီရောက်တော့ငါသမီးလေးတေသွားတာတနာဖို့ကောင်းတယ်ငါသမီးလေးကိုပြန်ပေးငါသမီးလေးကိုပြန်ပေးဆိုပြီးပြောနေတာ
ကြောင့်ပါကျေးကကြားသွားတဲ့အတွက်တေသွားတဲ့ကောင်မလေးရဲ့အမေရောက်လာပြီးကွိုင်မဲလို့ပြောတာကြောင့်ဝူခုံးကမင်းတိတ်တိတ်နေငါသွားရှင်းလိုက်မယ်ဆိုပြီးအဖွားကြီးနဲ့စကားသွားပြောပါတယ်အဖွားကြီးစီရောက်တော့အဖွားကြီးကိုအသက်ဘယ်လောက်လဲလို့မေးတာကြောင့်အဖွားကြီးကအသက်80လို့ပြန်ဖြေရတဲ့အတွက်သမီးက18နှစ်အမေကအသက်80ဘလို့မှမဖြစ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့အဖွားကြီးကမွေးစားထားတာလို့ပြောတာကြောင့်ကောင်မလေးတည်သွားတာတောင်အောက်မှာသမီးတည်တာကိုဘလို့လို့တည်တာလဲလို့ပြန်မေးတဲ့အတွက်အဖွားကြီးကအဖေမရှိတာနဲ့ကြောင်တောင်လုံနေလို့ဝူခုံးကဒုံနဲ့ရိုက်တက်ပလိုက်ပါတယ်အေးတာပဲအယိုးပြူမှာဝင့်ညင်လဲအဖွားကြီးကိုရီးယားထွက်သွားပြီးဂူကိုပြန်ရောက်တော့ဝူခုံးကိုတင်းနေပါတယ်တစ်ဖက်မှာဝူခုံးကလူတစ်ယောက်ကိုထပ်တက်လိုက်တယ်လို့ထင်နေတဲ့ဝူခုံးကလွယ်တလောကလုံးယုံနေဆရာတော်ကဝူခုံးကိုကွိုင်းဆရှာပါပြီထုံးစံအတိုင်းဝူခုံးကိုမောင်းထုတ်ပေးမယ်စကားတက်တဲ့ဝူခုံးကသူ့ခေါင်းပေါ်ကရွှေကွင်းကိုဖြုတ်ပေးနိုင်ရင်ထွက်သွားမယ်မဖြုတ်ပေးနိုင်ရင်တပည့်အဖြစ်ဆက်ရှိနေမယ်လို့ပြောတာကြောင့်မဖြုတ်ပေးတတ်တဲ့ဆရာတော်လဲထပ်ခွင့်လုပ်ပေးမယ်ဆိုပြီးဝူခုံးကိုခေါ်ထားလိုက်ပါတယ်အယိုးပြူမိစ္ဆာမလဲထန်ဆန်းကိုတော့ရဖို့ကဝူခုံးမရှိမှအဆင်ပြေမှာဖြစ်လို့ဝူခုံးကိုပါထုတ်ဖို့အတွက်သူ့တပည့်မင်းစာလေးတွေကိုဆေလွတ်လိုက်ပါတယ်ဝူခုံးတို့လည်းပုံမှန်ခီးဆက်နေရင်ဝူခုံးအနောက်ကိုမိစ္ဆာအငွေတက်တွေရောက်လာတာကြောင့်ဆရာတော်တို့အပေါ့ခဏသွားမယ်လို့ပြောပြီးမိစ္ဆာတွေနောက်ကိုလိုက်သွားပါတယ်။ခွင်းထဲကိုဝင်သွားပါပြီ။အယိုးပြူမိစ္ဆာမလည်းသူ့အကြံစီတဝက်အောင်မြင်နေပြီဖြစ်တာကြောင့်နောက်ဆုံးအကွက်ကိုထုတ်သုံးပါတော့မယ်။နောက်ဆုံးအကွက်ဆိုတာဖလန်တယ်ကွက်ကိုပြောတာမဟုတ်ပါဘူး။သူ့တပည့်အားလုံးအသုံးချတော့မှာဖြစ်ပါတယ်။သူ့တပည့်တွေကဇီကွက်မိစ္ဆာကိုအဖိုးကြီးအဖြစ်ဖားမိစ္ဆာနဲ့မွေမိစ္ဆာကိုတေသွားတဲ့ကောင်မလေးနဲ့သူ့အမေအဖြစ်သူကတော့ကွမ်မေတော်အဖြစ်တရုပ်ဆောင်ပြီးသူနေထိုင်တဲ့ဂူကိုပါကွမ်မေတော်ကျောင်းအဖြစ်ပြောင်းပလိုက်ပါတယ်။ဝူခုံးမရှိတော့အဖိုးကြီးအယောင်ဆောင်ထားတဲ့ဇီကွက်မိစ္ဆာဆရာတော်တို့စီကိုရောက်လာပြီးသူမိန်းမနဲ့သမီးကိုတတ်တာဆရာတော်ဆုံးမမှုညံပြင်းလို့ဆိုပြီးဆရာတော်ဒေါသနဲ့ဆွဆွဲနေပါတယ်။ဆရာတော်ကနီးမျိုးစုံနဲ့တောင်းပန်နေပေမဲ့အဖိုးကြီးကဒီလောက်မရိုင်းနေတဲ့လူတွေကပြီးတကက်သုံးပုံသွားပင်းလို့လဲဘာတရားတွေရမှာလဲဆိုပြီးလွန်လွန်ကျူးကျူးတွေပါထပ်ပြောပါတယ်။အဖိုးကြီးကသူတို့အကြောင်းတွေကို MC ခေါ်စရာမလိုပဲသိနေတဲ့ကိစ္စကိုဆရာတော်ကလည်းဒုံဝေးလိုက်တာ။သူတို့ရဲ့ရွေချက်ကဝူခုံးကိုပါထုတ်နိုင်ပြီးရောဆိုပြီးပြောနေတာကိုဘေးကနှကောင်လည်းနားမလဲပါဘူးနောက်ဆုံးတော့အဖိုးကြီးကတေးတဲ့လူလည်းတေးသွားပြီပဲပြန်ရှင်လာမှမဟုတ်တာသူတို့အတွက်ကောင်းမှုကုသိုလ်လုပ်ပေးအောင်ရှေနာအကြောင်းကိုလိုက်ခဲ့ဒါလေးပဲတောင်းဆိုတာပါဆိုပြီးဆရာတော်တို့ကိုလိန်ခေါ်သွားပါတယ်ပါကျေးကတော့ရှေ့မှာကြောင်းရှိရဆိုတဲ့အတွက်စားရေးတော်ကြီးမပူရတော့ဘူးဆိုပြီးပြောနေပါတယ်ဘာမှနားမလေတဲ့တကယ်ကောင်းပါဝူချင်းကတော့အကိုကြီးရောက်မလာသေးဘူးလို့ပြောတာကြောင့်အဖိုးကြီးကရှေ့တန်းတန်းကိုသွားရင်ကျောင်းကိုရောက်တယ်သူရှာတွေ့မှာပါဆိုပြီးအားလုံးကိုခေါ်သွားပါတယ်အဖိုးကြီးကကျောင်းထဲမှာကွမ်မေတော်ရှိရသူကအရင်ဆူတောင်းပြေတာဆိုပြီးရှောက်ဖောနေပါသေးတယ်တစ်ဖက်မှာဝူခုံးကမိစ္ဆာတွေမဟုတ်ပဲမှင်စာအဆင့်လောက်နဲ့မြားခေါ်ပြီးအလိန်ခံလိုက်ရတာကိုသိသွားတဲ့အတွက်ဆရာတော်တို့ကိုစိတ်ပူသွားတာကြောင့်မိစ္ဆာတွေကိုအမြန်ရှင်းပြီးလိုက်သွားပါတယ်တစ်ဖက်မှာဆရာတော်တို့ကကျောင်းကိုရောက်ပြီးကွမ်မေတော်မဲမသိမိစ္ဆာမဲမသိဖင်ကုန်းပြီးကြော့နေကြပါတယ်ရုတ်တရက်ကွမ်မေတော်ရုတ်တုကအသက်ဝင်လာပြီးအပြစ်မရှိတဲ့သူတွေကိုဝူခုံးကပလိန်တက်လိုက်တာကြောင့်သူအသက်ပြန်ရှင်အောင်လုပ်ပေးထားတယ်ဆိုပြီးဆရာတော်ရဲ့ယုံကြည်မှုတွေကိုအရယူနေပါတယ်။ပါချင်းကဘုံမသိကိုမသိကွင်းမသိဂျမ်းမသိနဲ့သူလူတွေလို့ပြောသားပဲဝူခုံးကလာမိစ္ဆာလို့ပြောပြီးအသင်းတွေတက်နေတာဆိုပြီးအာဝင်ချောင်ပါတယ်။ကွမ်မေတော်အတုကခွင်ထဲကိုရောက်တော့ဝူခုံးဆိုတဲ့မြောက်ရိုင်းရဲ့ဗီဇပြင်လို့ရမှာမဟုတ်ဘူး။အဲ့ဒါကြောင့်မောင်းထုတ်တဲ့တယ်လို့ပြောတာကြောင့်ဆရာတော်လည်းလက်ခံလိုက်ပါတယ်။ကွမ်မေတော်အတုကသူဖန်ဆင်းထားတဲ့ကောင်မလေးအတုကိုမျက်စာပစ်ပြပြီးအစိတ်ခတ်ထားတဲ့စွန်းဟင်းတွေကိုဆရာတော်တို့ကိုတွားကြွေးခိုင်းပါတယ်။ပြီးတော့အဖိုးကြီးအတုကိုမျက်စာပစ်ပြပြီးကြောင်းတကားဟုတ်ပါပိတ်ခိုင်းလိုက်ပါတယ်။ကွမ်မေတော်အတုလည်းအပိုင်ပဲဆိုပြီးကင်မဲ့အချိန်မှာဝူခုံးရောက်လာတာကြောင့်ဟန်မပက်ပြန်နေရပါတယ်။ရောက်လာတဲ့ဝူခုံးကဆရာတော်ကကွမ်မေတော်ဝှက်ပြုတ်ခိုင်းတာကြောင့်ဝူခုံးကကွမ်မေတော်ရဲ့ပလင်ကိုဒုံးနဲ့လှန်ချလိုက်ပြီးထွက်ပြေးသွားတဲ့လူအယောင်ဆောင်မိစ္ဆာ၃កောင်ပါဒုံးနဲ့ရိုက်တက်ပလိုက်ပါတယ်။ဆရာတော်နဲ့ပါကျေးကဝူခုံးကိုလူတွေထက်သက်ပြန်ပြီးတော်တော်မရိုင်းတဲ့ကောင်ယူနေတာလားလို့ပြောပြီးဆရာတော်ကဝူခုံးခေါင်းကိုက်အောင်ဂါထာတွေထရွတ်ပါတယ်။ဝူခုံးကအားလုံးကမိစ္ဆာတွေပါဆိုပြီးဆရာတော်ကိုပြောနေပေမဲ့ဆရာတော်ကနားမထောင်တဲ့အပြင်လှည့်ပါထွက်သွားပါတယ်။အဲ့ဒီအချိန်ကွမ်ရောင်ဆောင်ထားတဲ့မိစ္ဆာဆရာတော်စီထွက်သွားတဲ့အတွက်ဝူခုံးကတတ်ဖို့လုပ်တာကြောင့်ကွမ်မေတော်မတက်နဲ့ဆိုပြီးပါကျဲနဲ့ဝူချင်းကတားပါတယ်တားနေတဲ့ကြားကပဲဝူခုံးကဆရာတော်ထိရင်ဘယ်သူမှကြည့်နေမှာမဟုတ်ဘူးဆိုပြီးခေါင်းကိုက်နေရတော့ကွမ်မေတော်အတုနဲ့တိုက်ခိုက်နေပါတယ်ဝူခုံးခေါင်းကိုက်နေရကြောင်းကောင်းကောင်းမွန်မွန်တိုက်ခိုက်လို့မရတဲ့အတွက်ကွမ်မေတော်အတုကဆရာတော်စားဖို့လုပ်တာကြောင့်ဝူခုံးလည်းရှိသမျှအားလေးကိုတင်းပြီးကွမ်မေတော်အတုကိုရိုက်တက်ပလိုက်ပါတယ်ကွမ်မေတော်အစ်စ်ကိုဝူခုံးကရိုက်တက်လိုက်တယ်ထင်ပြီးဆရာတော်ကမေ့လဲသွားပါပြီဆရာတော်ရဲ့အမြင်မှာဝူခုံးလှုပ်လိုက်တာတွေကပြဿနာပိုကြီးသွားတာဖြစ်တဲ့အတွက်ဒီတခါတော့ဝူခုံးကိုဘလို့မှလက်မခံနိုင်တော့ဘူးလို့ပြောတာကြောင့်ဝူခုံးလည်းကွမ်မေတော်အတုအလောင်းကိုပြလိုက်တာအယိုးပြူမှာမိစ္ဆာရဲ့အယိုးစုကြီးဖြစ်နေတာကိုဝူချင်းလဲတွေ့သွားပါတယ်ပြီးတော့ကျန်တဲ့၃ယောက်ရဲ့အလောင်းတွေကိုပါပြလိုက်တာဖားမိစ္ဆာဇီဝက်မိစ္ဆာနဲ့မွေမိစ္ဆာတွေဖြစ်နေပါတယ်ကျောင်းကြီးတစ်ခုလုံးမှာအယိုးပြူမှာမိစ္ဆာရဲ့ဂူဖြစ်ကျောင်းကိုတက်တေကောင်းတွေပြနေပေမဲ့ပါကျဲဆိုတဲ့အကောင်ကဝူခုံးလှည့်သားထားတာဆိုပြီးဆရာတော်ကိုကြက်ပါတယ်ဆရာတော်လည်းကွမ်မေတော်အတုပြောတဲ့စကားတွေရဲ့ဖန်ဆင်းထားတဲ့လူတွေကိုဝူခုံးတက်လိုက်တာတွေပြန်မြင်ပြီးဝူခုံးကိုဘလို့မှလက်မခံနိုင်တော့ဘူးလို့ပြောကမြင်းပေါ်ကိုတက်သွားပါတယ်။ပါကျဲဆိုတဲ့အကောင်ကမွေးတွေရဲ့အသေးလေးမွေးလာမှာ။ဝူခုံးလည်းသူ့ကိုတော့မောင်မထုတ်ပါနဲ့ခေါင်းခိုက်ကားထားတွေအခါတရလောက်ရွတ်ပြီးဆုံးမပါလို့ပြောနေပေမဲ့ဆရာတော်ကမင်းကငါကြောက်တောင်အောက်ကကဲမလာတဲ့နာမင်းလိုမျိုးကောင်မျိုးငါအနားမှာမရှိတဲ့ဘူးထွက်သွားဆိုပြီးဝူခုံးကိုမောင်းထုတ်ပါတယ်။ဝူခုံးလည်းမောင်မထုတ်ပါနဲ့ဆရာတော်နဲ့အတူအနောက်ဘက်ကိုလိုက်ပြီးပါရမီဖြည့်ခြင်းလို့ပါလို့ပြောနေပေမဲ့ဆရာတော်ကတော့ခါခါတီတီညင်းတာပါပဲ။
အဲ့ဒါနဲ့ဝူခုံးလဲဆရာတော်ဆုံးဖြတ်ပြီးပြီဆိုရင်သူခေါင်းပေါ်ကရွှေကွင်းကိုဖြုတ်ပေးတော့လို့ပြောတာကြောင့်ဆရာတော်ကငါ့ကိုဒီလိုလာမပြောနဲ့ငါကားထားမရွတ်တော့ရင်မင်းအတွက်ခေါင်းပေါ်မှာရွှေကွင်းမရှိတော့တလို့ပဲမင်းနဲ့ငါဆရာတပည့်မဟုတ်တော့ဘူးဆိုပြီးအပြက်ပြောပလိုက်ပါတယ်တနာစရာဝူခုံးလေးလဲသူထွက်သွားပါမယ်ဒါပေမဲ့ဆရာတော်နောက်ဆုံးအနေနဲ့ကြောချင်ပါတယ်လို့ပြောတာတော့မှဆရာတော်ကမျက်နှာလွှဲနေတဲ့အတွက်အရက်မျက်နှာ၄ဘက်လုံးကိုပွားပြီးကြောလိုက်ရပါတယ်ပြီးတော့ဝူချင်းကိုလမ်းမှာမိစ္ဆာရည်နဲ့တွေ့ရင်ငါးနာမည်သာထုတ်ပြောလိုက်ငါးနာမည်ကြားရင်ဒီကောင်တွေမလုပ်ရဲဘူးလို့ပြောပေမဲ့ဆရာတော်ကငါတို့လိုရိုးသားတဲ့ယဟန်တွေကမင်းလိုရုပ်မာတဲ့ကောင်ရဲ့နာမည်ကိုထုတ်မပြောနိုင်ဘူးဆိုပြီးဝူခုံးကိုလှမ်းပြောလိုက်ပါတယ်ဒီအပိုင်းကိုပြောရတာကျွန်တော်ပါအကူတို့များပါတယ်ပြီးတော့ဆရာတော်ကကျမ်းမာရေးမကောင်းတဲ့အတွက်အစာအစိမ်းတွေမကြွေးဖို့နဲ့ညတရားထိုင်ရင်လည်းအေးမပတ်အောင်ဂယူးဆိုင်ဖို့ဝူချင်းကိုမှာနေပါတယ်အဲ့ဒီအချိန်ပါကျဲကသူစားလိုက်တာပါသူ့ကိုစိတ်မဆိုးပါနဲ့ဆိုပြီးဝင်တောင်းပန်ပါတယ်ဝူခုံးလည်းပါကျဲကိုသူမရှိတော့တဲ့အချိန်မှာအပြင်းကြီးမနေဖို့မှာပြီးထွက်သွားဖို့လုပ်ပါတယ်ထွက်သွားဖို့လုပ်နေငါမတ်မွန်သီးတော့မရခဲ့ဘူးအခြားအသီးတွေတော့ရခဲ့တယ်မင်းတို့လမ်းမှာဘိုက်ဆိုင်စားဖို့ကွာလို့ပြောပြီးဝူခုံးလဲထွက်သွားပါတယ်ဝူခုံးမရှိတော့တဲ့ဆရာတော်ပါကျဲဝူချင်းတို့အဖွဲ့ဟာအနောက်ဘက်ကိုခီးဆက်ရင်ဆရာတော်မျက်ဝန်းမှာတော့မျက်ရည်တွေကျလို့အပေါ်ကကြည့်နေတဲ့ဝူခုံးမှာလည်းမျက်ရည်တွေဝဲရင်အပိုင်းဆက်ခွန်လဲဒီနေရာမှာပြီးဆုံးသွားပါတယ်ကျွန်တော်က DBM ရသားပါ Recover by YD နဲ့ Recap တွေလုပ်နေတာပါ